ကဲဒီဘာလေးလှုပ်စားပြလဲဆိုတော့ရခိုင်ငပြောသီးလေးတွေမှဲ့နေရလေတော်တော်ကြီးမှဲ့နေပြီအဲ့တော့မစားကြတော့ဘူးဆိုတော့အဲ့ဒါလေးကိုငပြောသီးမုတ်ဖထုံလေးပေါ့နော်အဲ့လေးလှုပ်စားပြပါလေရှင်ငပြောသီးဟိုပါပေါ့နေတဲ့ဟာကတော့မရိုက်ဖြစ်လိုက်ဘူးပေါ့နော်မနေ့ကဒါကဒီလိုအုံးသီးအနှူလေးတွေပေါ့နော်ဒါလည်းရွာအကိုတက်ပေးလိုက်တယ်ရွာအပင်ကအုံးသီးအနှူလေးပေါ့နော်အဲ့ဒါလေးတွေကိုလည်းထည့်လိုက်တယ်ဆန်မှုန့်ရယ်ငပြောသီးရယ်တကြားရယ်ပေါ့နော်ထင်းရဲ့ကြိုထားတာလေးလည်းရှိတဲ့အတွက်ကိုနည်းနည်းပေါ့နော်ထည့်လိုက်တယ်အဲ့ဒါလေးကိုဆန်မှုန့်နဲ့ရောပြီးတော့အိနေအောင်ပေါ့ငပြောသီးလေးကြေသွားအောင်ဟိုဖြစ်လိုက်တယ်ပြီးရင်ဆွတာလေးနည်းနည်းလေးထည့်လိုက်တယ်စားလေးနည်းနည်းထည့်တယ်ပေါ့နော်ပြီးတော့ငပြောဘက်ကလည်းဒါကမနေ့ကရွာအိမ်ကနေပြီးတော့ခူးလာတဲ့ငပြောဘက်ပါဒါလေးကိုမီးလေးပြလိုက်တယ်ပေါ့နော်မီးလေးกินပြီးတော့မှဒါမပရိုလေးထုတ်ထားတာပါရှင်ကိုချက်ကိုကောင်းတော့မဟုတ်ဘူးပေါ့ဒါပေမဲ့အရန်ကောင်းပါလေရှင်စားလို့အရန်ကောင်းတယ်အုံးသီးရဲ့နူးနူးလေးတွေနဲ့ဒီထဲမှာလည်းအုံးသီးတွေပါသေးရဲ့နော်ဒီထဲမှာလည်းအုံးသီးတွေပါသေးတယ်အုံးသီးတွေဒီမှာလေအဲ့လိုမျိုးထည့်ထားအုံးသီးအနူလေးတွေပါအကုန်လုံးရောနေပြီးတော့ထည့်ပြီးတော့ပေါင်းလိုက်တာပေါ့နော်ဒီလိုမျိုးလေးပါရှင်ဝေးနေရပဲ